ဒီကနေ့ခေတ်လူတွေလည်းပဲအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေရှိတာပဲဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေရှိပြီးတော့ဘာဖြစ်လို့တရားဓုမရကြသလဲဆိုရခြင်းတဲ့ဆန္ဒထိုဆန္ဒအားလျော်စွာကြိုးစားအထောက်မှုဆိုတာမလုပ်ကြဘူးလေနိဗ္ဗာန်ကိုရွှေ့ဆိုင်ထားပြီးတော့နောက်ဖျားကြမှာပဲလိုက်တော့မလို့ဒီလိုရွှေ့ဆိုင်ကြတာပို့စဖုံးလုပ်တဲ့လူကများရတယ်လေနိဗ္ဗာန်သွားမယ်ဆိုပို့စဖုံးလုပ်မယ်အေးအပြောပါသွားရမယ်ဆိုရင်တော့ ready ပေါ့အဲ့ဒါလို့ပါရမီတွေရှိပြီးတော့ဉာဏ်သွေးထက်မြက်တော်လည်းပဲစိတ်ဆန္ဒမရှိဘူးဆိုရင်မဖြစ်ဘူးသွားနော်စိတ်ဆန္ဒတော့ရှိတယ်မကြိုးစားဘူးဆိုရင်မဖြစ်ဘူးကြိုးတော့ကြိုးစားတယ်မရရင်စိတ်ဓာတ်ကလျှော့သွားတယ်ဆိုရင်မဖြစ်ဘူးလုံနည်းလုံဟန်အသိဉာဏ်နဲ့စဉ်းစားပြီးတော့မကြိုးစားဘူးဆိုရင်မဖြစ်ပြန်ဒါကြောင့်မို့လုပ်ငန်းတစ်ခုအောင်မြင်မှုအတွက်ကဘာရှိရမှာလဲလို့ဆိုရင်နံပါတ်1ကဆန္ဒရှိတဲ့အတိုင်းနံပါတ်1ကဆန္ဒနံပါတ်2ကဆန္ဒရှိတဲ့အတိုင်းကြိုးပမ်းအထောက်တဲ့ဝီရိယကြိုးစားအထောက်ပြီးဆိုရင်လွယ်လွယ်ကူကူဟာပဲအရာမှမဖြစ်ဘူးထုံးစံဖြစ်တဲ့လူအနေငယ်သာရှိကောင်းရှိအရာခသိဟာခက်ခဲတာပဲတောင်ထိပ်ပေါ်ရောက်ဖို့တက်တယ်ဆိုတာမပင်မမဲနဲ့မရဘူးတဲ့တက်ရမယ်အဲ့ဒီခါကျတော့လုံလဝိရိယတော့ထုတ်ပါရဲ့အခက်ခဲလေးကျုံလာတဲ့အခါစိတ်ဓာတ်ကပြော့ကျသွားတယ်စိတ်ဓာတ်မခိုင်ပါဘူးဆက်ပြီးကြိုးစားခြင်းနဲ့မရှိဘူးဆိုလို့ရှိရင်မရပြန်ဘူးတောင်းမို့ဆန္ဒရှိရမယ်လုံလဝိရိယရှိရမယ်စိတ်ဓာတ်ကြံခိုင်ရမယ်သို့တော့ဆန္ဒလည်းရှိတယ်ဝိရိယလည်းရှိတယ်စိတ်ဓာတ်လည်းကြံခိုင်တယ်လုံနည်းလုံဟန်လွဲမှားနေပြန်ပြီဆိုလို့ရှိရင်မရဘူးဒါကြောင့်မို့ဝိမန္တဆိုတာမကနဲ့အမြင်တစ်ခုစဉ်းစားဆင်ခြင်မှုတွေနဲ့လောက်ရမှာဖြစ်တယ်အသိဉာဏ်နဲ့လောက်ရမှာဖြစ်တယ်ဒါကိုပဲအဓိပတိပစ္စယောလို့တစ်ခုစီတစ်ခုစီဥဆောင်ပြီးတော့အောင်မြင်သွားတာလေဆန္ဒကစတင်ပြီးကြိုးစားလို့အောင်မြင်သွားတာရှိတယ်ဝိရိယကိုပဲအဓိကထားပြီးအောင်မြင်သွားတာရှိတယ်စိတ်ဓာတ်ကြံ့ခိုင်မှုကိုအဓိကထားပြီးအောင်မြင်သွားတာရှိတယ်ဝိမာန်သဆိုတဲ့အသိဉာဏ်ဥဆောင်ပြီးတော့အောင်မြင်သွားတာတွေလည်းရှိတယ်ဥဆောင်တဲ့အခါတော့ဒီ၄ခုကတစ်ခုပဲဥဆောင်သို့တော့တစ်ခုတည်းနဲ့ဖြစ်တာမဟုတ်ဘူး၄ခုပေါင်းမှဖြစ်တယ်လို့ပြောဖြစ်တယ်ဥဆောင်မှုကသာတစ်ခုလို့ပြောတာနော်အလုံးဟာ၄ခုအဓိပတိ၄ပါးလို့လည်းခေါ်တယ်အဋ္ဌိပတ်၄ပါးလို့လည်းခေါ်တယ်အဋ္ဌိပါဒအောင်မြင်